မိမကောင်းတယောက်ကရီစာဟောင်းတွေတငယ်ချင်းမှဆိုတဲ့ကောင်တွေကိုလူတာထပ်ပို့ပြီးစကားမပြောဘူးဘာလို့လဲလက်ရှိသူ့ရဲ့ရှစ်သူရီစာကိုလေးစားလို့မမြင်ကွယ်ရမှာတော့မှယုံရတယ်ကွာဒီဘက်ခေတ်မှာယုံရတဲ့မိန်းမဆိုတာမရှိဘူးဆိုတာထက်မရှိသလောက်ကိုရှားတာမိန်းမကောင်းလေးတွေကယောက်ျားအများကြီးစီအထမ်းချင်းကိုရဖို့အတွက်ဆိုရှယ်မီဒီယာမှာဖင်မလှုပ်ဘူးသူရှစ်သူကောင်လေးကလွယ်ရင်တခြားယောက်ျားတွေကိုစောက်ဖက်မလုပ်ဘူးဟိုင်းနေကောင်းလားဆိုရင်ကောင်းပါတယ်ဟိုဘက်ကအများကြီးကြောင်ပြီးွားမှာကောင်လေးရှိလို့ပါအဲ့လိုမျိုးမလုပ်ဘူးဟိုင်းလို့လာပြောရင်တော့မှစောက်ဖက်ကိုမလုပ်တာဘာလို့လဲသူ့ရဲ့ကောင်လေးကိုစောက်ထင်ကြည့်ရလေလေးစားတယ်ဟုတ်လားတခြားယောက်ျားတွေကိုသူတို့မှအခွင့်အရေးရှိပါတယ်ဆိုပဲစောက်ရှိုးမချိုးပြအောင်တခြားယောက်ျားတွေကိုသူတို့မှလည်းအခွင့်အရေးရှိပါတယ်ဆိုတဲ့ပုံစံနဲ့ပြန်မဆက်ဆံဘူးတခြားယောက်ျားတွေစီကလက်ဆောင်ပန်းနာတွေကိုလက်မခံတခြားယောက်ျားတွေကိုသူတို့မှလည်းအခွင့်အရေးရှိပါတယ်ဆိုတဲ့ပုံစံနဲ့ဆက်ဆံတာတခြားယောက်ျားတွေစီကတန်ဖိုးကြီးလက်ဆောင်ပစ္စည်းတွေကိုလက်ခံနေဆိုတာကအဲ့ဒါဖောက်ပြန်တာပဲတခြားယောက်ျားတွေကိုလာပါဆိုရေမြောင်းဖောက်ပြလိုက်သူဖြစ်သွားတာလေမိုက်ခရိုရှီတင်အဲ့ကနေစတာကျွန်တော်ဆရာကြီးပြောတယ်လို့မျိုးဆိုရင်လက်ခံလားလက်မခံရင်ဖင်ခံလိုက်ဒါပဲ